အားလုံးပဲမြင်လာပါကျွန်တော်ဒီနေ့ trader တွေအတွက်အရေးကြီးတဲ့သတင်းတွေဖြစ်တဲ့အရာတွေကျွန်တော်ရှင်းပြပြမှာဖြစ်ပါတယ်သတင်းတွေဆိုတာဘာလဲသတင်းတွေထဲမှာကျွန်တော်အကုန်လုံးကြားဖို့နေကြဖြစ်တယ် CPI ဆိုတာရောဘာလဲ CPI ဆိုတာကကျွန်တော်တို့စားသုံးကုန်ညွှန်းကိန်းတွေကိုကျွန်တော်ပြရတဲ့အရာပဲဖြစ်ပါဥပမာစားကျွန်တော် C ကျွန်တော်ဝယ်စားတဲ့ကျွန်တော်ဈေးနှုန်းတွေဘယ်လောက်တက်သွားလဲဆိုတော့ကျွန်တော်ပြရပဲဖြစ်ပါကျွန်တော်တို့ပြောရရင်ကျွန်တော်လူနေမှုဈေးနှုန်းဘယ်လောက်ကြီးလာလဲဆိုတာကိုတိုင်းတာပြရဖြစ်ပါ trader တွေအတွက်သတင်းရပါကြောင့်အရေးကြီးတယ်ဆိုတာပြပြပါကဲရင်ကျွန်တော်သတင်းထဲမှာ CPI ကျွန်တော်ပြောရ CPI data ကမျှော်မှန်းထားတဲ့ကျွန်တော်မြင့်လာလို့ရှိရင်ဒါကကျွန်တော်စားသုံးကုန်ဈေးနှုန်းတွေတက်လာဖြစ်ပါတုံးလုံးမြင့်ရင်ကျွန်တော်ဒေါ်လာဈေးတက်ပြီးတော့ stock ဈေးကျပါတယ်တကယ်လို့ထွက်လာတဲ့ CPI data ကကျွန်တော်ပြောလို့ပဲကျလာရဆိုရင်တော့နှိမ့်လာရဆိုရင်တော့ကျွန်တော်ဝေကြီးကျဆင်းပြီးတော့ကျွန်တော် stock ဈေးတက်သွားပါဆိုတော့ဈေးကွက်ကိုကျွန်တော်ဘယ်လိုတက်ရောက်လဲကျွန်တော်သတင်း CPI news တွေထွက်တဲ့အချိန်မှာ forex exchange တွေဖြစ်တဲ့ကျွန်တော် EURUSD ကျွန်တော် GBP USD crypto မှာဆိုလို့ရှိရင် Bitcoin ရှိမယ် Ethereum ရှိမယ်ဆိုတော့အဲ့ bear တွေကိုကျွန်တော်သတင်းထွက်လာတဲ့အချိန်မှာကြီးမားမားကျွန်တော်စိုးရ market ကိုထိခိုက်ဆိုတော့သတင်းတွေကိုကျွန်တော်ဘယ် website မှာကြည့်လို့ရ Forex Factory ရှိရယ်ကျွန်တော် My Facebook ရှိရယ်အဲ့မှာကျွန်တော်သတင်းတွေကို free ကြည့်လို့ရပါတယ် pre-release လုပ်တဲ့ data တွေရောမလုပ်ခင် data တွေရောကျွန်တော်အဲ့မှာကြည့်ပြီးတော့ဆုံးဖြတ်လို့ရပါတယ် Okay CPI သတင်းထွက်တဲ့အချိန်မှာကျွန်တော်တို့ market ကအရန်ကိုဆိုးရွားလာလှုပ်ခတ်စေဆိုတော့အဲ့လိုအချိန်တွေမှာတချို့နားလည်ပြီးတော့ trader တဲ့သူတွေကကျွန်တော်သတင်းကြောင်းကောင်းကောင်းနားလည်သူတွေကဟိုမဖွင့်မှန်းနဲ့ကျွန်တော်သတင်းပြီးချိန်ထိကျွန်တော်စောင့်ကြည့်ကြပါတချို့ကတော့ကျွန်တော်သတင်း release လုပ်ပြီးမှ data ပေါ်လာပြီးမှရလာတဲ့ချက်လက်တွေကိုကျွန်တော်တေချာတွက်ချက်ပြီးတော့မှအကြောင်းဝင်လဲလုပ်ကြပါဆိုတော့ CPI ဆိုတာဒီလောက်ပါပဲဒီလိုဈေးကွက်နဲ့ပတ်သက်တဲ့ကျွန်တော်ရှင်းပြရဲ့ video လေးကြည့်ကြတယ်ဆိုရင်เนาะကျွန်တော်ရဲ့ channel ကို follow လုပ်ပေးတယ်